အားလုံးမင်္ဂလာပါ2026ခုနှစ်ဧပြီလ30ရက်1388ခုနှစ်အစုံလာပြီးနေ့ဒီနေ့မှာဆိုရင်နိုင်ငံလုံးမှာရှိတဲ့နေရာမြို့ရွာအသီးသီးမှာကစုံညောင်ရီသုံးပွဲတွေကျင်းပကြမှာပါဒီလိုပဲကျွန်တော်တို့မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ဒီစကူးမြို့လေးမှာလည်းကစုံညောင်ရီသုံးပွဲကျင်းပသွားမှာဖြစ်ပါတယ်အဲ့တော့ဒီညောင်ရီသုံးပွဲဘယ်လောက်တောင်စီကားလဲဆိုတာကိုပြချင်လို့တွားပြီးကြည့်ကြရအောင် let's go နေဦးလူကြီးမင်းရဲ့ဖုန်းကိုမြင်ဝင်ကြည့်ကြမြင်ရအောင်ညဘက်ကူထားခေါင်းလိုက်ပါအောင် okay အခုကျွန်တော်တို့စကူးမြို့ဝင်ဆိုင်ဘုတ်ကနေပြီးတော့ညောင်ရီသုံးပွဲကျင်းပရာကပ်ပေါကြီးဖျားကိုသွားတဲ့လမ်းတစ်လျှောက်လမ်းပြီးဝဲရမှာရှိတဲ့မြင်ကွင်းတွေကိုကျွန်တော်ရိုက်ပြသွားမှာဖြစ်ပါတယ်အခုလိုရိုက်ပြရတဲ့ရည်ရွယ်ချက်ကတော့အဝေးတနေရာမှာရောက်နေတဲ့စကူးသူစကူးသားတွေလွမ်းပြေပြန်လဲကြည့်ရှုဖို့အတွက်ရည်ရွယ်ပါတယ်ခင်ဗျလိုက်ပါကြည့်ရှုကြပါဦးခင်ဗျစကူးမြို့အဝင်အရှိဘက်ရက်ွက်ဖြစ်တဲ့ကျောင်းရရက်ွက်ကိုရောက်ရှိလာတာဖြစ်ပါတယ်လမ်းဘေးဝဲရမှာတော့ကျွန်တော်တို့စိတ်မန်းပင်လေးပွင့်နေတာတွေ့ရပါတယ်စိတ်မန်းကတော့စိတ်မန်းအနီးဖြစ်ပါတယ်စိတ်မန်းပြတော့မဟုတ်ဘူးပေါ့ဗျာကဲရှိမှဆိုရင်တော့ထုံးစီပြီးဖျားတွေအများစွာကိုတွေ့ရမှာဖြစ်ပါတယ်လမ်းရဲ့ဘယ်ဘက်ညာဘက်အပြည့်ပါပဲခင်ဗျာစကူးမြို့မှာဖျားတွေအရန်ပေါ်ပါတယ်ထုံးစီဖြူဖြူလေးတွေလမ်းရဲ့ဘယ်ဘက်ညာဘက်အပြည့်ရှိပါတယ်ပြူပြတ်သွားတဲ့ဖျားတွေလည်းရှိပါတယ်ဒါကတော့ကျွန်တော်တို့ငယ်ငယ်ကစာသင်ခဲ့တဲ့အထောက်ကတစ်စကူးဖြစ်ပါတယ်ဒီမှာကျွန်တော်တို့စာသင်ခဲ့တာဖြစ်ပါတယ်ဒီကျောင်းကြီးရဲ့ရှိတဲ့မှာလဲဖျားစီတွေများစွာရှိတာတွေ့ရမှာဖြစ်ပါတယ်ညာဘက်ကဖျားတွေပြရင်ဘယ်ဘက်ကဖျားတွေလွတ်သွားတာမျိုးဖြစ်မှာဖြစ်ပါတယ်ခင်ဗျာဒါကတော့မြို့ရဲ့ကျက်သေးဆောင်ထီကြီးစီခေါ်ထီကြီးဖျားဖြစ်ပါတယ်ထီကြီးဖျားနဲ့မျက်နှာရှင်းဆိုင်မှာလဲထုံးပြပြစီဒီများစွာတွေ့ရမှာဖြစ်ပါတယ်စီဒီပထိုးများကြောက်ကံဖျားများစုံနေလာတဲ့ဒီမျိုးကိုဟိုရခင်ကဒုတိယပကံလို့စကူးမျိုးကိုတင်စားခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်မြို့ပြင်မှာသာမကပဲနဲ့မြို့ထဲမှာပါစီရီပထိုးတွေတီထားကိုဝယ်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်ရှေ့မှာဆိုရင်ကျွန်တော်တို့မြို့ရဲ့အဝင်ပေါ့နော်ရှေ့ဘက်ခြမ်းမှာရှိတဲ့ဒါရန်အောင်မြင်စီဖြစ်ပါတယ်တကြမြေစုကုန်းတော်နဲ့အာဇာနည်ဗိမာန်ရှိပါတယ်။အဲဒီရှိဆက်သွားရင်လမ်းရဲ့ဘယ်ဘက်မှာတော့ကော်စွန်းတင်းရှိပါတယ်။ကော်စွန်း ဆုံးတော့ရင်ကျွန်တော်မရိုက်ပြလိုက်မိတော့ဒီမှာကတော့ငုဝါမန်းနေပွင့်နေတာကိုပြချင်တာ
များသွားလို့ပါအခုရှေ့မှာလမ်းစုံတစ်ခုတွေ့မှာဖြစ်ပါတယ်ရှေ့လာမဲ့မီးပွိုင်းမှာကျွန်တော်တို့ညာဘက်ကိုသွားမယ်ဆိုချိုးသွားမယ်ဆိုရင်ပွင့်ပြူစလင်းဘက်ကိုသွားရလမ်းဖြစ်ပြီးတော့ဘယ်ဘက်ကိုချိုးသွားမယ်ဆိုရင်စကူးမြို့တွင်းကနေဖြတ်ပြီးတော့ကျွန်တော်ပြောတဲ့ကံပေါက်ကြီးဖေးရဒီညောင်ရီသုံးပွဲကျင်းပတဲ့နေရာကိုရောက်မှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ဘယ်ဘက်ကို꿰ပြီးတော့ဆက်ပြီးတော့မောင်းဆုံးကြော်သွားလို့ရှိရင်ရှေ့မှာကျွန်တော်တို့စကူးမျိုးမှဈေးကိုတွေ့ရမှာဖြစ်ပါတယ်။ဒီမှာတော့ဆိုင်ကန်းလေးရှိပြီးတော့စကူးမျိုးမှဈေးကြီးတော့ကျွန်တော်ဥပုံမျိုးမလို့ဈေးပိတ်ထားမှာဖြစ်ပါတယ်။ရှေ့ဆက်သွားပါမယ်။ကျွန်တော်ဗီဒီယိုရှေ့မှာဆိုလို့လမ်းလေးနည်းနည်းဖြတ်လိုက်မယ်နော်။ကြားနေမှာဆိုလို့ဟောဒီရှေ့ကလမ်းဆုံးရောက်လာပါပြီ။ဒီလမ်းဆုံးမှာဘယ်ဘက်ကို꿰လိုက်မယ်ဆိုရင်ကျွန်တော်ကံပေါက်ကြီးကိုသွားတဲ့လမ်းကိုရောက်ပြီဖြစ်ပါတယ်။꿰ချင်းမှာပဲစပြီးတွေ့ပါတယ်ကျွန်တော်တို့စတူဒီတာကျွေးတဲ့အဖွဲကြီးစတွေ့ပါပြီ။နောက်ဆုံးစတွေ့ရတော့ကျွန်တော်တို့အေးပေါ့နော်။တန်ပြားကြီးအေးလေးကျွန်တော်တစ်ခွက်ယူတောက်လိုက်ပါမယ်ရှိနေရမှာကြတော့စတူဒီတာကျွေးတာလမ်းဘယ်ပဲကောညာဘက်ကောကျွေးနေရဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ traffic ဖြစ်သွားပါတယ်ဒီမှာလမ်းကြီးပိတ်တယ်ကျွန်တော်လမ်းပိတ်တာကိုကျုံရပါတယ်ဘယ်ဘက်မှာလဲကျွေးနေရညာဘက်မှာလဲကျွေးနေရဆိုတော့ဒီဘက်မှာလဲသူတို့နေရာမလောက်လို့ဒီမှာအောက်မှာကြောင်းချပြီးတော့ဒီလိုနဲ့ချပြီးတော့ကျွေးနေရတာဖြစ်ပါတယ်ကြားစံချက်တီကျွေးနေရတွေ့ရတယ်တခြားမဟင်းကားတို့ဘာလို့ကျွေးရတွေ့ရတယ်ကျွန်တော်ဆက်ပြီးလာခဲ့ပါတယ်စိတ်မမ်းမနေကတော့ပွင့်မယ်ခင်ဗျပွင့်နေတော့မယ်ဒါကကျွန်တော်တို့ပြည်သူစေုံပေါ့နော်ကျွန်တော်ပြည်သူစေုံတော့ရိုင်းမပြတော့ပါဘူးရှေ့နားလေးတစ်ခွေရောက်ပြီဆိုတော့ကျွန်တော်တို့လာတဲ့ကံပေါက်ကြီးဖျားဘက်ကိုရှောက်မှာဖြစ်ပါတယ်နယ်မျိုးလေးဖြစ်တော့လေဖျားဦးလာတဲ့လူတွေကဆိုင်ကင်းနဲ့တစ်မျိုးသုံးဘိန်းနဲ့တစ်မျိုးတုတ်တုတ်နဲ့တစ်မျိုးခြေချင်းတစ်မျိုးလာကြတာပေါ့လေရွာနီးချုပ်ဆက်ကဖျားဦးပြည်သူတွေလာကြတာဆိုတော့လူလေးပို့ပြီးတော့စီတာပေါ့ကဲအခုဆိုရင်ကျွန်တော်တို့ကံပေါက်ကြီးဖျားကိုရောက်ပြီဖြစ်ပါတယ်ညောင်ရီသွန်းနေတဲ့ညောင်မင်းရဲ့လျောင်းတော်ကိုတော်ကြီးစံပယ်တော်မူတဲ့ဒီကစားတော်ကြီးစပြီးတွေ့ရတာဖြစ်ပါတယ်ကျွန်တော်စိုက်ကယ်ထားမယ့်နေရာကိုကျော်လာပြီးတော့ထိပ်ထိဆိုင်နေစီလာနေပါတယ်ဓမ္မဆုံးကျွန်တော်ဒီ body ညောင်မင်းကိုစပြီးရိုက်ပြမှာဖြစ်ပါတယ်ဒီ body ညောင်မင်းကထူးခြားတယ်ဗျကျွန်တော်တို့ငငယ်တုန်းကလည်းဒီပင်စီဒီအရွယ်စားပဲဒီအရက်ပဲဒီအမြင့်ပဲပေါ့နော်အခုထိမပြောင်းလဲဘူး250တောက်ရှိတာတောင်မှမပြောင်းလဲဘဲနဲ့ဒီတိုင်းပဲရှိနေအောင်တွေ့ရတယ်ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းနားမလည်ဘူးပေါ့လေဒါကတော့ဘာကြောင့်ဖြစ်နိုင်လဲဆိုတာလည်းသိရင်ပြောတတ်ကြပါဦးရေလောင်းနေတဲ့သူတွေများသလိုပဲညောင်မင်းရေလောင်းမှုအတွက်ကျွန်တော်တို့ဒီမှာရေညှိပြီးကုသိုလ်ယူနေတဲ့ကလေးငယ်လေးတွေလည်းတွေ့ရပါတယ်ပီတိဖြစ်ဖို့ကောင်းပါတယ်ခင်ဗျာကြည်လို့လည်းကောင်းပါတယ်ဒါကတော့ကျွန်တော်တို့ပြောင်းတော်မူကိုတော်ကြီးစံပယ်တော်မူတဲ့ဇောင်းတော်ကြီးဖြစ်ပါတယ်ဒီဇောင်းတော်ကြီးထဲမှာလည်းလူတွေအပြည့်ပဲဗျာအားရောက်ဖျားဖူးတဲ့သူတွေရောညောင်ရီလာတောတဲ့သူတွေရောအနားယူပြီးတော့ဒီမှာခဏနားနေကြတာတွေ့ရပါတယ်အဒီဇိုင်းဖျားဝတ်ပြုနေရလဲမှတ်တမ်းတင်နေပါတယ်
ညောင်ရီတော့ဖျားဖူးလာတဲ့လူတွေကတော့အားလုံးမြင်တဲ့အတိုင်းပဲနေတာမဟုတ်ဘူးခင်ဗျာအများကြီးပဲဒါကတော့ကံပေါက်ကြီးကံပေါ့လူရာသီဖြစ်နေတော့ကျွန်တော်တို့ရေနေနေတာပေါ့နော်မိုးရွာပြီးတဲ့ခါဆိုရင်တော့ဒီကံကြီးရှိပြီးတော့မှာဖြစ်ပါတယ်ကံပေါက်ကြီးကံနဲ့ငကယုံဖျားပေါ့နော်ဒီငကယုံဖျားမှာလည်းတွားရောက်ပြီးတော့ဖူးမြော်နေအောင်တွေ့ရပါတယ်ဒီလျောင်းတော်မူကိုတော်ကြီးရဲ့ဘေးမှာကပ်ရရှိပါတယ်ခင်ဗျဒီပွဲတော်မှာလာရောင်းတဲ့မုံဆိုင်လေးတွေလည်းတွေ့ရတာဖြစ်ပါတယ်ဆိုတော့အခင်ဆုံးရောင်းတဲ့ဆိုင်တို့အချင်းပေါင်းရောင်းတဲ့ဆိုင်တို့နောက်ပြီးတော့ကျွန်တော်တို့ကလေးကစားစရာရုပ်တွေရောင်းတဲ့ဆိုင်နောက်မုံတွေပေါ့နော်မုံမျိုးစုံရောင်းတဲ့ဆိုင်နောက်အလှကုန်ပစ္စည်းရောင်းတဲ့ဆိုင်ဒါအချင်းဆိုင်ပေါ့နော်ဒါအလှကုန်ပစ္စည်းရောင်းတဲ့ဆိုင်အယုတ်လက်ဆောင်ပစ္စည်းတွေပေါ့နော်နောက်ပြီးဒါမုံတိုင်းချုံတို့နောက်ပြီးတော့ရေမုံကျော်တို့ပေါ့နော်ဒါတွေရောင်းတာတွေ့ရပါတယ်စားစရာဆိုင်တွေကအတုပ်ဆုံးဆိုင်တို့နောက်ရေခဲချစ်ဆိုင်တို့ဆိုင်တွေကတော့အများကြီးပဲကျွန်တော်တခုမှဝယ်မစားခဲ့ပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့စတူဒီတာကျွေးတဲ့နေရာသွားပြီးတော့စားအောင်မှာမလို့ပါ။ပတ်စလည်းမပါပါဘူး။ကျွန်တော်တို့အဲ့ဒီကနေဆက်ပြီးတော့ကျွန်တော်တို့ထောင်ပြည့်စီဖျားဘက်ကိုသွားခဲ့ပါတယ်။ထောင်ပြည့်စီလို့လည်းခေါ်တယ်လို့ထောင်ဖျားလို့လည်းခေါ်တယ်ပေါ့နော်။ဒီနေရာမှာကျွန်တော်တို့လူတွေအများကြီးတွာလာနေအောင်လဲတွေ့ရပါတယ်ဒီဖျားဘက်ကိုတွာလာနေရအောင်လဲတွေ့ရပါတယ်ခုဆိုရင်ထောင်ပြည့်စီဖျားသွားတဲ့ဒီမုတ်ဦးကိုရောက်ပြီဖြစ်ပါတယ်ဒီမုတ်ဦးကနေအထဲကိုနည်းနည်းဝင်လိုက်တာနဲ့ထောင်ပြည့်ဖျားကိုရောက်မှာဖြစ်ပါတယ်လမ်းကတော့ကွန်ကရစ်လမ်းခင်းထားတာဖြစ်တဲ့အတွက်ဆိုင်ငယ်စီးရတာသွားလာရတာအဆင်ပြေပါတယ်ခုဆိုရောက်လာပြီဖြစ်ပါတယ်ထောင်ပြည့်စီဆိုတာထောင်ပြည့်ဖျားတွေကပကံခင်းလက်ရဖျားတွေဖြစ်ပြီးတော့အလွန်လဲတက်ပင်လာပါတယ်ဒီဖျားတွေကတမိုင်းအစင်လာကြီးမားတဲ့ဖျားတွေဖြစ်ပါတယ်ဒီဖျားတွေနဲ့ပတ်သက်တဲ့တမိုင်းကိုကျွန်တော်နောက်မှတီးတန့်ရိုက်ပြပါအောင်မယ်ခုလောလောဆယ်တော့ကျွန်တော်ရိုက်ကွင်းရိုက်ကွက်တဲ့ရလေးကိုကြည့်ရှုခံစားကြပါဦးထောင်ပြီးဖျားကနေပြီးတော့ကျွန်တော်တို့ထွက်ခဲ့ပြီးတော့ကျွန်တော်တို့ရေနာတိဝီကျောင်းတိုက်ကျွန်တော်တို့တန်တရာအေးဓမ္မယုံရှိရနေအောင်လာခဲ့ကြပါတယ်အဲ့ဒီမှာနှစ်စဉ်နှစ်တိုင်းတော့ကျွန်တော်တို့စတူဒီတာအကျွေးမွေးတွေအများကြီးရှိတဲ့ကျောင်းတိုက်ဖြစ်ပါတယ်ဒီကျောင်းတိုက်ကိုရောက်ခဲ့တာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့လမ်းပေါ်မှာလည်းအများကြီးတွေ့ရပါတယ်လူတွေဝါလူတွေအများကြီးပဲဗျာဖျားလာဖူးရင်စတူဒီတာစားကြတိုးကြဝိကြပြောစရာကြီးဗျာမကြည့်ပါနဲ့လူတွေမို့ဒီကျောင်းလိုက်ထဲမှာကျောင်းလိုက်ကလည်းကျေတော့ကြတော့လေဒီထဲမှာလူရှင်တွေကလည်းနေရာအနှံ့မှာလာပြီးတော့ကျွေးကြတာပေါ့လူရှင်တွေလည်းအများကြီးရှိပါတယ်ခါတိုင်းနှစ်ကဆိုရင်လည်းထီးရပို့ပြီးတော့များပါတယ်ဒီနေ့တော့သင်နေတော့နေတာပေါ့ဗျာကျွန်
ကျွန်တော်လည်းရှောက်တာနဲ့ရှောက်ပြီးတော့ရိုက်နေတာဘာစားလို့စားရမှလည်းမသိဘူးဒါကတော့နှုတ်ဆန်ပြုတ်ပေါ့ဗျာနှုတ်ဆန်ပြုတ်ကကျွန်တော်ရောက်တဲ့အချိန်မှာတော့နှစ်ထည်ရကုန်နေပြီဗျာတကယ်ပဲကြံတော့တယ်ဒါပေမဲ့ကျွန်တော်တို့တန်းစားလို့မရဘူးဘာကြောင့်လဲဆိုတော့ပကံမရလို့ပကံမရှိလို့ဒီလောက်လူတွေအများကြီးဗျာပကံပဲလောက်နိုင်တယ်ဟုတ်တယ်မလားကျွန်တော်တို့အဲ့ဒါပကံရအောင်စောင့်နေပါတယ်နောက်ပြီးတော့ကျွန်တော်တခြားနေရာမှာလည်းဗာလေးကျွေးလေးလိုက်ကြည့်ရင်အရှက်ပြီးဓာတ်ပုံလိုက်ရိုက်တယ်ပေါ့ဗျာဗီဒီယိုလိုက်ရိုက်တယ်ပေါ့ဟဲ့ဒါအเจ้าမောကနေပြီးရိုက်ထားတာပေါ့အเจ้าမောကနေပြီးတော့အောက်မှာရှိရဲ့အဖွဲလှမ်းရိုက်ထားတာပါဒါထမင်းတုပ်ကုသိုလ်လို့ပြောပါတယ်ထမင်းတုပ်ပြီးတော့တခါတည်းရှိမှကျွေးတာပေါ့နော်ထမင်းတုပ်စားဖို့စောင့်နေတဲ့သူတွေကလည်းမနေဘူးဗျနောက်ဆုံးတော့ကျွန်တော်တို့ပကံနှလုံးရခဲ့ပါတယ်ခင်ဗျာပကံနှလုံးရတော့ကျွန်တော်တို့နှုတ်ဆန်ပြုတ်ဆွဲတယ်ပေါ့ဒီနှုတ်ဆန်ပြုတ်ကပြစ်ကလေးဗျပြစ်ကလေးနဲ့နောက်ပြီးတော့နှုတ်နံလေးမှုေးနေပြီးတော့ချိုးစိမ့်လေးပေါ့ဗျာအလွန်ကြိုက်တာကျွန်တော်နေ့တိုင်းစားဖြစ်ပါတယ်ဒီနှုတ်ဆန်ပြုတ်အရင်ကြိုက်လို့ဒီဟာလေးကိုစောင့်ပြီးတော့စားတာပေါ့ကုံသွားပြီဗျာမြင်တယ်နော်ဟောတွေ့ပြီအမျိုးတွေဟဲမိသားစုလိုက်လာပြီးစားကြတာပါတဲ့အလူရှင်တွေကုသိုလ်ရအောင်လို့အလူရှင်တွေတာနာမြောက်အောင်လို့လာပြီးစားရတာဖြစ်ပါတယ်တဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီမှာကပေါင်မို့အုံးလို့ဆန်အလူရှင်ဗျဒီမှာလဲလူတွေဝိုင်းတိုးနေကြတာအများကြီးပဲပျော်စရာကြီးဗျာကျွေးရသူလည်းပီတိဖြစ်ရတယ်ဗျဟိုမှာအန်တီဇာကြီးဝင်တိုးပြီလေအန်တီဇာကြီးဝင်တိုးပြီသူရသွားပြီလူတွေအများကြီးထဲမှာသူဝင်တိုးတာဒီတစ်ခါပဲရသွားပြီဗျာဒီနေ့အတွက်ဒီမှတ်တမ်းလေးကတော့ဒီလောက်ပါပဲခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကြည်နူးစိတ်တရားတီးတီးစိတ်တွေတိုးဝလာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ